1369ခုနှစ်တရင်ကျော်လာဇန်2ရက်ညချာကာလ9နာရီမိနစ်30အချိန်ခါစတင်လို့ရင်းရမြို့မဏိကင်းစနာခမ်းမဆောင်မှာရင်းရမြို့တော်ဝင်ဆဲလိတ်လုပ်ငန်းဖြင့်သက်မွေးကြတဲ့ဦးဆက်ချိုးဒေါ်သန်းဤနှင့်သာသမီတစုပေါင်းစုလို့ကောင်းမှုတစ်ခုဖြစ်စေဖို့စဉ်ကျင်းပသောဓမ္မသဘင်ကိုယခုအခါမေတ္တာအာသီတာမေတ္တာပဒနာနဲ့စတင်ဖွင့်လှစ်ပါပြီဓမ္မသဘင်ပွဲသို့ရောက်ရှိလာခဲ့ကြကုန်သောတရားချစ်ခင်သူတော်စင်များနှင့်တကွ30ဘုံရဆေမျက်နာအနန္တစัจ java လာမှာရှိကြကုန်သောအနန္တတတ္တဝါတွေဘေးရန်ခတ်သိမ်းကင်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကိုယ်စိတ်နှပါချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့မေတ္တာရတွေဖြန့်ဝေပြီးတော့ဓမ္မသဘင်ကိုစတင်ဖွင့်လှစ်ပါပြီသုကရံသာဓုနာသာဓုသာဓုပါပိနဒုက္ကရံသုကရံသာဓုနာသာဓုသာဓုပါပိနဒုက္ကရံသာဓုနာသူတော်ကောင်းသည်သာဓုကောင်းမှုကိုသုကရံပြုလွယ်၏သာဓုနာသူတော်ကောင်းသည်သာဓုပုံညာကောင်းမှုမှန်သမျှကိုသုကရံပြုဖို့ရန်လွယ်ကူ၏သူတော်ကောင်းမှန်ရင်ကောင်းမှုကိုလွယ်လွယ်နဲ့ပြုတယ်ပြုဖို့ရန်လွယ်ကူတယ်သူတော်ကောင်းတွေလွယ်ကူတဲ့အလုပ်ပရိသတ်ရေဘာလဲဆိုရင်ကောင်းမှုပဲကောင်းမှုဆိုလို့ရှိဟာပြုကြရအောင်လူအုပ်ကြီးစီယုံကြီးသူတော်ကောင်းမှန်ရင်အဲ့ဒါလွယ်လွယ်ကူကူပြုကြတာဒုက္ကရံသာဓုနာသာဓုသာဓုပါပိနဒုက္ကရံသာဓုသူတော်ကောင်းတွေဟာပါပံမကောင်းမှုကိုတော့ဒုက္ကရံပြုနိုင်ခဲ့တယ်ဘိဓရေသူတော်ကောင်းတရားမကောင်းမှုဆိုရင်ဘာဖြစ်လဲပြုနိုင်ခဲ့တယ်မကောင်းမှုလုပ်ကြပါလို့ဆိုလို့ရှိရင်တကယ်လူကောင်းတာမှန်ရင်ပြိဿရဲ့မကောင်းမှုကဘာဖြစ်လဲလုပ်ဖို့ခက်တယ်အဲ့တော့အလုပ်တွေဟာလောကမှာအမျိုးမျိုးလွယ်တဲ့အလုပ်ခက်တဲ့အလုပ်ဒုက္ကရံသာဓုနာသာဓုသာဓုပါပိနဒုက္ကရံနောက်တခါပါပံပါပိနသုကရံပါပမရိယေဟိဒုက္ကရံပါပမကောင်းမှုဆိုရင်ပါပိနမကောင်းတဲ့ပုဂ္ဂိုလ်တွေကသုကရံပြုလွယ်တယ်မကောင်းမှုတွေကိုတဲ့ဘသူတွေလွယ်လွယ်ကူကူပြုကြတယ်လဲဆိုလို့ရှိရင်လူမိုက်တယ်မကောင်းမှုတွေကိုလွယ်လွယ်ကူကူလုပ်ကြတာနော်ဓမ္မစားသလိုပဲရေသောက်သလိုပဲရေချိုးသလိုပဲအိမ်သာတက်သလိုပဲလွယ်လွယ်လေးလုပ်လိုက်ကြတာဘယ်လိုလူတွေလဲလူမိုက်မကောင်းမှုလွယ်လွယ်ပြုတယ်ဆိုတာဟာဘယ်သူလဲဆိုရင်လူမိုက်ပါပံပါပေနသုကရံပါပမရိယေဟိဒုက္ကရံပါပမကောင်းမှုကိုရိယေဟိအရိယသူတော်ကောင်းတွေကြတော့ဒုက္ကရံပြုဖို့ခက်တယ်မကောင်းမှုတဲ့ပြိဿရေလွယ်တာကလူမိုက်မှာလွယ်တယ်အဲ့ဒီမကောင်းမှုပြုဖို့လူကောင်းကြတော့ဘာဖြစ်လဲခက်တယ်အဲ့တော့ဒီမှာလှုပ်လေးပြောထားတယ်ဒါမြတ်စွာဘုရားမိန့်ကြားတဲ့စကားဒုက္ကရံသာဓုနာသာဓုကောင်းမှုကိုသူတော်ကောင်းတွေဘာဖြစ်လဲပြုလွယ်တယ်သာဓုပါပေနဒုက္ကရံမကောင်းမှုကိုလူကောင်းတွေဘာဖြစ်လဲပြုဖို့ရန်ခက်တယ်ပါပံပါပေနသုကရံမကောင်းမှုဆိုရင်ပြုလွယ်တာဘသူတွေအတွက်လွယ်တဲ့လဲလူမိုက်တဲ့အတွက်လွယ်နေလိမ့်မယ်ဒါပေမဲ့လူမိုက်တွေလွယ်လွယ်လုပ်တဲ့အဲဒီမကောင်းမှုကိုလူကောင်းတွေကလုပ်ဖို့ရန်လွယ်သေးလား
မြင်းရံကလူတွေဘယ်ဥစ္စာလုပ်ဖို့လွယ်တယ်လဲမေးရင်ဒီစကားလေးခုကိုနားလည်ရင်အဲ့ဒါမှန်အောင်ဖြေတတ်ရမြင်းရံကလူတွေဘယ်ဥစ္စာလုပ်ဖို့လွယ်တယ်လဲကောင်းမှုကိုလွယ်သလားမကောင်းမှုကိုလွယ်လားမကောင်းမှုလွယ်တယ်ဆိုရင်ခင်ဗျားတို့လူမိုက်တွေလားကောင်းမှုကိုလွယ်တယ်ဆိုလို့ရှိရင်တော့အဲ့ဒါသူတော်ကောင်းပဲစာမိုးဘဲကအဲ့ဒါမအောင်တဝက်အောင်တဝက်ဖြစ်စကားဘာမှမခက်ဘူးနော်နှလုံးထဲကို၄ခုဖြစ်အောင်ပြောထားတာဒုက္ခရံသာဓုနာသာဓုသူတော်ကောင်းဘာဖြစ်လဲကောင်းမှုကိုလွယ်လွယ်နဲ့ပြုသာဓုပပေနဒုက္ခရသူတော်ကောင်းမကောင်းမှုကိုပြုခိုင်းရင်လွယ်တဲ့လားမလွယ်ဘူးဟဲ့ဆိုတာနော်နောက်တကပပံပပေနဒုက္ခရံမကောင်းမှုတွေလှုပ်ကြစမ်းပါဆိုဘသူတွေလွယ်လွယ်လေးလှုပ်သွားလူမိုက်တွေလှုပ်သွားကြတာအဲ့ဒီလူမိုက်လှုပ်တဲ့မကောင်းမှုတွေကိုသူတော်ကောင်းလှုပ်ခိုင်းတော့လွယ်သေးလားအဲ့ဒါကြောင့်မြင်းရံကိုစာမိုးပဲပြန်ဆက်မယ်မြင်းရံကလူတွေဘာကိုလွယ်လွယ်နဲ့လှုပ်တယ်လဲခုမှသူတို့အမှတ်ရသွားခုတော့အမှတ်မရလိုက်ဘူးနော်ကိုယ့်အကိုကြည့်ပြောဘယ်ထဲရောက်သွားမလဲဆိုလို့ရှိရင်ကြည့်ပြော